ဒီနားမှာလာရက်တဲ့ကားတွေလုံးဝ Lambo တွေ Ferrari တွေ Range Rover တွေ share ပေါ့နော်ငါတော့မှ lower class ဆိုတော့သူဆိုရင်ပြောနေတယ် Look at this Look at this ကားဝယ်လိုက်တာဟုတ်တယ်သူတို့မပြောတယ် What's the brand Good morning မှာဒီနေ့ကတော့ကျွန်တော်ကားတစ်စီးဝယ်ထားပါတယ်ကျွန်တော်တူလေးမသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဝယ်ထားတဲ့ကားနဲ့ကျွန်တော်တူလေးကိုတွားချုံမလို့ပါပေါ့နော်ကားကဟိုနားလေးမှာရပ်ထားတယ်လန်ဒန်မှာဒီကားပါကင်ခါကိုတစ်နှစ်ကို350ရာနေ300လောက်ပေးရပါတယ်ဒါကားပါကင်ခါနော်ဒီမှာကားပါကင်လို့ကျွန်တော်ထုံးစံအတိုင်းမနေ့ဘာမှမလုပ်ခင်မှာ coffee တောက်လေးရှိတော့ coffee တစ်ခွက်ရင်တောက်ဝယ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ coffee ဆိုင်ကဒီကိုတက်စာ free ပေးထားတာပါသူတို့ ਨੇ အလုပ်လုပ်ဘူးလို့ပေါ့နော်လန်ဒန်မှာဆိုရင်အကောင်းဆုံး coffee ထဲမှာဆွရထားတဲ့ coffee ဆိုင်ပါပေါ့နော် Hermanos လို့ခေါ်တယ်ပေါ့နော်အဲ့တော့ coffee ကကျွန်တော်တို့တစ်ခွက်ကျွန်တော်တူလေးရဲ့တစ်ခွက်နှစ်ခွက်ဝယ်ထားပါတယ် Okay ကျွန်တော်ဘာကားလဲလို့မပြောခင်မှာကျွန်တော်တူလေးရှိကောရင်ကားမောင်းနေရပါပေါ့နော်သူ့ surprise လုပ်ပြီးရတယ်ဘာကားလဲဆိုတာကိုပြပေးပါမယ်ပေါ့နော် Okay ဒီနေ့တော့အပြင်ထွက်မလို့ပါပေါ့နော် Look at this Oh shit Look at this ကားဝယ်လိုက်တာဟုတ်တယ်သူတို့မပြောတယ် What's the brand Look at this BMW Where's the car Can you press it Oh is it this one Yeah it's that one That's crazy What do you think Lieutenant ဒါတို့လားအပြန်တော့လို့ဒီနေ့သူ့ချိန်တာအစားတော့ကြထားစီးမယ်လို့ထင်တယ်မိုင်နော် Hey Mike Okay very nice Let's go ကြည့်ပါဦးဟိုဘက်ချမ်းမှာကားဝိတ်တာရက်ဆက်တယ်ကား accident ဖြစ်ရင်သူတို့ကလည်းအရင်ကြာတယ်လမ်းရှင်းဖို့တော်တော်လေးအချိန်ပေးရတယ်ဒီတစ်ခေါက်ကလင်ကွင်းကိုသူ့ကိုတွားကြွားကား4နိုင်လောက်စီးရတယ်ရက်ဆက်တယ်ကားပိတ်လို့လေ That's the only thing that I don't like about driving Yeah Traffic ထိုင်နေတဲ့ဟိုနေပါပြီOkay ဒီတော့အခုဒီ service station မှာရပ်ပြီးမှ breakfast စားပါမယ်ပေါ့နော်ကားမောင်းလာတာတော့တနားရီလောက်ကြာပါပြီကားတော်လေးမောင်းလို့ကောင်းတယ်ဒီနေ့ကျွန်တော်တို့တွားမယ့်နေရာတော့ကျွန်တော်တစ်ခါမှမရောက်ဘူးပေါ့နော်ကျွန်တော်ရဲ့တူလေးရွေးထားတဲ့နေရာပါပေါ့နော် What's the name that we going Clifton House Okay အဲ့ဒီကိုသွားမှာပေါ့နော် service station မှာကျွန်တော်တို့ခဏရပ်ရအောင်နော် Yeah breakfast စားမယ်Okay ဒီတော့အခုဒီ highway မှာရှိတဲ့စားတော့ဆိုင်တွေကိုခဏနားပါမယ် breakfast စားပါမယ်ပြင်ဆက်တော့ပါမယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ McDonald's KFC Starbucks အကုန်ရှိတယ်အစားတော့အစုံရှိတယ်ပေါ့နော် Asian အစားအစာတွေရောပေါ့နော်တော်တော်စုံပါတယ်ဒီမှာတော့တစ်ချက်လောက်တော့စားလိုက်ပါမယ်ဒီတော့အခု breakfast စားပြီးတော့ရပေါ့နော်အခုမှာ Gantry Lane Drive ကိုမောင်းတာပါဒါပြောလမ်းချင်းလေးမောင်းတာအရင်တဘောကြတယ်ပေါ့နော် highway ထက်စာရင်လမ်းတစ်လေးမောင်းတာပိုကြိုက်တယ်ဟုတ်လား highway ကပြင်းစရာနော်ဟုတ်တယ်လန်ဒေးလေးကပိုပြီးမှ vibe UK ဆို Yeah it's a vibe you get to see a lot of things it's more fun to driveတရားကိုပတ်စံ20ပေါင်ပေးရပါတယ်သူတို့မှာ classic ကားတွေစမြင်နေရတယ်မိုက်တယ်မိုက်တယ်ဧက380ဟုတ်လား G ပဲအမှန်မှာ hotel လည်းရှိတယ် more than like hotel 300-400 years ဒီလိုနေပြောနေရလို့ this is British upper class ပေါ့နော်ဘာလို့ဒီနားမှာလာရက်တဲ့ကားတွေလုံးဝ Lambo တွေ Ferrari တွေ Range Rover တွေ share ပေါ့နော်ငါတော့မှ lower class ဆိုတော့သူဆိုရင်ပြောနေတယ်Son, no. Easy va. Look at this car. Just a cafe. The Euro ma lunch samo lara. Maya like one. It's book up. Keep on view or share my wow. The ain't is nip bomb ya so. Yana chima this out her ain't it. I mean Yukia ain't it. Oh, a GG net this out how the can it la. Timava, very countryside view. Oh, မမြင်ရ mansion နေရှိတယ်ဗောနော်အဲ့လိုမျိုးနေထိုင်တာလားနော်မချောင်းပေးမှာဒီနောက်တစ်ဝိုက်ကသူတို့
British High Society ပေါ့နော်လုံးဝတစ်ထည့်ရွယ်နေရဲ့နေရာဆိုလေ no money နော် and we are no money ဟိုအောက်ဆင်းလျှောက်မယ်ဆိုတော့မှအချိန်အများကြီးပြုလို့ရတယ်သူကတော်တော်လေးကိုလာရပေါ့နော်မှချောင်းမြင်ရတယ်လေတွေစီးလို့ရတယ်နော်အများကြီးပဲ Okay ဒီတော့ဒီကအခုတနားရီခွဲ2နာရီလောက်တော့ဒီနားလေးမှာလမ်းလျှောက်လိုက်တယ်ပြီးဟိုသွားတည်သွားပေါ့နော်အခုကျွန်တော်တို့က Cliff Dimension ကနေနောက်ထပ်73မိနစ်ဝေးရနေရတဲ့နေရာမှာအစားတော့စားမှာပေါ့နော် lunch ပေါ့နော်တထင်းနေနေဆိုဝေးရမှာခဏနဲ့ကျွန်တော်မာလာဟင်းရောက်လာပါပြီစားပါတော့မယ်စားပြီးရင်တော့လမ်းနဲ့ပြန်ပါမယ် Bon appétit ကဲစားပြီးတော့ပါပြီဘိုက်တွေလည်းပြည့်ပြီလူတွေလည်းဖတ်တီးပုတ်ဖြစ်လာပြီစားလုံးအားကြည့်လို့အဲ့တော့အိမ်ပြန်ပါမယ်ကားတော့မောင်းလို့ကောင်းပါတယ်တော်တော်လေးကိုမောင်းလို့ကောင်းတယ်ပေါ့နော်စီးရတူတော့စီးလို့ကောင်းလားမသိဘူး စိုးအောင်ကောင်းပါတယ် ဒီတော့အခုရောက်နေတဲ့ town လေးကနာမည်တော့မသိဘူးတကယ်လေ UK မှာဒါမျိုး town လေးအများကြီးရှိရပေါ့နော်ဘယ်ကိုပဲတွားပေါ့နော်ဒါမျိုး high street လေးရှိတယ်ပြီးရင်ဈေးဆိုင်လေးရှိတယ်ပေါ့နော်တော်တော်လေး peaceful ဖြစ်တယ်ပြီးရင် bar တွေ pub တွေရှိတယ်ပြီးရင်ဒီပန်းတွေအစစ်နော်သူတို့ site ဟာတွေကအကောင်လုံးအစစ်တာအရင် peaceful ဖြစ်တယ်တနေ့ကျရင်တော့ countryside မှာ retire လုပ်ချင်ပါတယ် ကျွန်တော်အခုဒီ Clifton House ကနေပြီးတော့အိမ်ပြန်နေပြီပေါ့ I have a question right yeah 2026ကျရင်ဘာ achieve လုပ်ချင်တော့ like what's your goals my goal 2026မှာ I want to double my income double your income double or triple my income that's one goal ပေါ့နော် yeah 2026မှာတော့တတ်မှတ်ထားတာပတ်စံရှာရတဲ့ပေါ့နော်2025တဲ့အနည်းဆုံး20%ပို့ရှာလို့စဉ်းစားရပါတယ်ပေါ့နော်traffic စာပြီလန်ဒန်မြို့ထဲကိုဝင်ပြီဆိုတော့ traffic စာပြီနော် oh no ခါနာနေ Okay ဒီတော့အခုအိမ်ရောက်ပါပြီကားကိုcharging တွေ့ရပါမယ်ခန်းကျရင်ကားပါကင်မှာသွားထားမှာဆိုတော့3နာရီလောက်ပဲတွေ့မှာပေါ့နော်အဲ့တော့ lock ထပ်ပြီးမှကားကိုဒီတိုင်းထားခဲ့လို့ရပါတယ်ပေါ့နော်ဒီနေ့ဒီ vlog လေးကိုလာကြည့်ပြီးရတော့ကျေးဇူးများတင်ပါတယ်ဒီမှာ vlog လိုက်ရိုက်ပြီးရခုတားအေးရနော်ဂျာဒီဒီတားအေးရ that's itကားတော့မောင်းလို့တော်တော်လေးကိုကောင်းတယ်ပေါ့နော် BMW ဝယ်ဖို့စဉ်းစားနေတဲ့သူတွေရှိရဆိုရင် go for it Mercedes လာတော့ confirm ဖြစ်တော့ဒါပေမဲ့မောင်းလို့အရင်ကောင်းတယ်ပေါ့နော် Okay အဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ် see you in the next video bye 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 ဒီအခုနောက်ပိုင်းခီးတွားဖြစ်ရင်စားအုပ်မကင်တော့ပါဘူးဖုန်းထဲမှာရွှေနှုတ်တောင်းတော့ချပြီးဖက်ချက်တဲ့စားအုပ်တွေကို easy နားထောင်ဖြစ်ပါတယ်ကဲဒီတော့ကိုဒီကိုတိုင်းညွှန်ပေးထားတဲ့စာအုပ်တွေကို Traino application တွေကစုစည်းမှု collection ထဲမှာဖတ်လို့ရပါတယ်။လူငယ်တိုင်းအတွက်အသုံးတည့်တဲ့စာအုပ်တွေဖြစ်တာမို့လို့သွားရောက်ဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ Traino app မှာနိုင်ငံတကာကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ပေးထားတဲ့အပြင်အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားထောင်လို့ရပါတယ်။ပြီးတော့မြန်မာနိုင်ငံကနာမည်ကျော်စာရေးဆရာတွေရဲ့စာအုပ်တွေကိုလည်း Full Audio အဖြစ်အတန်နဲ့အစားဆုံးနားထောင်လို့ရနေပြီမို့အခုပဲ Traino Facebook page Messenger ကိုဆက်သွယ်လိုက်ပါ။